ဘောမှာအစင်မပြေမှုတွေအခက်အခဲတွေနဲ့ကြုံတဲ့အခါမှာကိုယ့်ကိုယ်ဘယ်လိုဆက်ဆံလေးရှိလဲကျွန်တော်ထင်တယ်များသောအားဖြင့်ကတော့ကိုယ့်ကိုယ်အမားတစ်ခုလုပ်မိရင်ပဲဖြစ်ဖြစ်ကိုမျောလင့်ထားသလိုဖြစ်မလာတဲ့အချိန်မှာပဲဖြစ်ဖြစ်အစင်မပြေမှုတွေကြုံရတဲ့အခါမှာကိုယ့်ကိုယ်ကျွန်တော်တို့တွေကအားပေးရမယ့်အစားဂရုဏာဖြစ်ရမယ့်အစားအပြစ်တင်ကြတာများလိမ့်မယ်လို့ထင်မိတယ်ကျွန်တော်ကိုယ်တိုင်လည်းအမှန်တိုင်းပြောရလို့ရှိရင်ကိုယ့်ကိုယ်အဲ့လိုမျိုးblaming လုပ်တတ်တဲ့အထက်မှာပါတယ်ပေါ့နော်တခုခုအစင်မပြေဘူးဆိုလို့ရှိရင်ငါပါများမှားသွားလို့လဲပေါ့အဲ့လိုမျိုးပြန်တွေးမိတယ်တခုခုအဲ့လိုမျိုးခက်ခဲတယ်အစင်မပြေဘူးဆိုရင်ကိုယ့်ကိုပြန်ပြီးတော့အပြစ်တင်တာမျိုးပေါ့နော်ဖြစ်တတ်တယ်အဲ့ဒီခါမှာကျွန်တော်တို့တွေကအစားကမှငကိုကမှအစင်မပြေမှုတွေနဲ့ကြုံလို့စိတ်ကကျွန်တော်တို့ခံစားလို့မကောင်းပါဘူးဆိုကိုယ့်ဘာသာဒီအတွင်းရနေပြီးတော့ဗောနော်ကိုယ့်ကိုပြန်ပြီးတော့ judge လုပ်နေတာကိုယ့်ကိုပြန်ပြီးတော့ blaming လုပ်နေတာအပြစ်တင်နေတာတွေလုပ်တဲ့အခါမှာစိတ်ကပို့ပြီးတော့အားငယ်လာတယ်ဗောနော်အားလျော့လာတယ်အဲ့ဒီလိုမျိုးကြုံရတယ်ဆိုလို့ရှိရင်ဒီနေ့ podcast လေးကအသုံးဝင်ပါလိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီနေ့မှာ self compassion ကိုယ့်ကိုဂရုဏာစိတ်ဘယ်လိုမျိုးထားရမလဲဆိုတဲ့အကြောင်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့အဆုံးထိနားထောင်ပေးသွားပါအောင်နော်Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ podcast by DK YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ psychology နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ mental နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ education နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေတင်ဆက်ပေးနေတဲ့ podcaster ကိုသက်ကျော်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်က self compassion နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမျှဝေဆွေးနွေးသွားခြင်းပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ self compassion ဆိုတာဘာလဲပေါ့နော်အယိုးရှင်းဆုံးနဲ့အလွယ်ကူဆုံးမြင်သာအောင်ပြောရမယ်ဆိုလို့ရှိရင်တော့ self compassion ဆိုတာတဲ့ကိုပေါ့နော်ကိုယ့်ရဲ့တငယ်ချင်းတစ်ယောက်ကိုဘယ်လိုမျိုးဆက်ဆံမလဲဘယ်လိုနှွေးထွေးမှုမျိုးနဲ့ဆက်ဆံမလဲကိုယ့်ရဲ့အချစ်ဆုံးတငယ်ချင်းကိုဘယ်လိုနားလည်မှုမျိုးနဲ့ဆက်ဆံမလဲဘယ်လိုဂရုစိုက်မလဲပေါ့နော်အဲ့လိုမျိုးပြောရလို့ရှိရင်ကိုယ့်ရဲ့အချစ်ဆုံးအခင်ဆုံးတငယ်ချင်းတစ်ယောက်ကိုဆက်ဆံတဲ့ပုံစံအတိုင်းကိုပြန်ပြီးတော့ဆက်ဆံတာလို့ဆိုရပေါ့နော်ဒီ self compassion နဲ့ပတ်သက်လို့ researcher နာမည်ကြီးတဲ့ researcher ပေါ့နော် Kristin Neff ဆိုတာရှိတယ်သူ့ရဲ့အဆိုအရဆိုလို့ရှိရင် self compassion မှာအပိုင်း၃ပိုင်းပါတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ self kindness နဲ့ self judgment ပေါ့နံပါတ်1ကတော့ self compassion မှာကျွန်တော်တို့ကို self kindness ဆိုတာကကျင်နာစိတ်နဲ့ဆက်ဆံတာပေါ့နော်ပုံမှန်အားဖြင့်ကျွန်တော်တို့တော်တော်များများကအစင်မပြေမှုတွေနဲ့ကြုံတဲ့အခါမှာပဲဖြစ်စေဒီအခက်အခဲတွေနဲ့ကြုံတဲ့အခါမှာပဲဖြစ်စေကို judge လုပ်တယ်ပေါ့နော်ငါအတော့မကျလိုက်တာငါအဲ့ဒီအချိန်တုန်းကဘယ်လိုလုပ်ခဲ့လို့ရှိရင်ပို့ပြီးတော့ကောင်းသွားမှာပဲစသဖြင့်ပေါ့နော်နောင်တတစ်ဖန်အဲ့လိုမျိုးပူဆွေးရင်းနဲ့ကိုအတုံးကမလုပ်လိုက်မိတဲ့အရာကိုပြန်ပြီးတော့အပြစ်တင်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီနေရာမှာကိုပြောရင်ကျင်နာတဲ့စိတ်နဲ့ဆက်ဆံတာပေါ့နော်ငါအဲ့ဒီတုန်းကဒီလိုအခြေအနေတွေရှိခဲ့လို့ငါလှုပ်ဖြစ်ခဲ့တာပဲပေါ့နော်ဘာဖြစ်ဖြစ်ငါအကောင်းဆုံးလုပ်ခဲ့တာပဲစသဖြင့်ကိုပြန်ပြီးတော့အားပေးတဲ့စိတ်ပေါ့နော်ဒါမျိုးလေးတွေပါတယ်နောက်ပြီးတော့တော်တော်များများကကျွန်တော်ထင်တယ်ပေါ့နော် self compassion နဲ့ self pity နဲ့ကိုရောထွေးနေကြမယ်ထင်တယ်ပေါ့နော် self pity ဆိုတာကကျတော့ကိုတနာတာ self compassion ကလည်းကိုတနာတာပဲဒါပေမဲ့သူတို့နှစ်ခုမှာမတူတာကဘာလဲဆိုတော့ self compassion ဂရုဏာထားတယ်ဆိုတာမှာကျတော့ကျွန်တော်တို့တွေsolution ပါတယ်ပေါ့နော် self pity ဆိုတာကကျတော့ကျွန်တော်တို့ action မပါဘူးသူကကျတော့ကျွန်တော်တို့အဲ့လိုအစင်မပြေတဲ့ဟာကြုံလို့ရှိရင်ငါတနာစရာကောင်းလိုက်တယ်ငါလေးကတနာစရာပါလားဆိုပြီးတော့အဲ့လိုအတွေးနဲ့ပဲပေါ့နော်ကိုပြန်တနာပြီးတော့မှပြောရရင်အဲ့ဒီ drama circle တဲကိုရောက်သွားတာပေါ့နော်ကို victim နေရာကနေပြီးတော့ပြန်တနာပြီးတော့မှအဲ့ဒီစိတ်ကူးရင်ကဘာလေးထဲမှာပဲကိုတနာပြီးအားငယ်ပြီးတော့နေနေတာကိုဒါ self pity ပေါ့နော်ကိုတနာတယ်လို့ခေါ်တယ် self compassion ကကျတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကိုဂရုဏာထားတယ်လို့ပြောရမှာပေါ့နော်ဂရုဏာထားရဲဆိုတာဘယ်လိုလဲဆိုတော့ဥပမာကိုကအစင်မပြေမှုတစ်ခုနဲ့ကြုံတဲ့အခါမှာငါအစင်မပြေမှုကြောင့်မလို့ငါစိတ်မှာဒီလိုမျိုးခံစားသွားရပါလားပေါ့နော်ဝမ်းနေတယ်ဆိုလဲဝမ်းနေတယ်ဒါမှမဟုတ်အဲ့လိုဆုံးရှုံးမှုတစ်ခုကြုံရတဲ့အခါမှာကျွန်တော်တို့စိတ်ခံစားလို့မကောင်းပေါ့နော်ငါစိတ်အဲ့လိုမျိုးအစင်မပြေဖြစ်သွားပါလားဆိုပြီးတော့ကျွန်တော်တို့တွေကိုဂရုဏာထားလိုက်တယ်
အဲ့ဒီနောက်မှာကျွန်တော်တို့ solution ပါတယ်ပေါ့နော်ဟုတ်ပြီ okay အဆင်မပြေရတော့ဖြစ်သွားပြီစိတ်ထဲမှာလည်းခံစားလို့မကောင်းပေါ့နော်ငါဒီခံစားမှုလေးကိုအတိအမှတ်ပြုတယ်ငါဘာဆက်လုပ်လို့ရမလဲဆိုတော့တဆင့်ထပ်ပါတယ်ပေါ့နော်ပြောရလို့ရှိရင် solution focus ထားတဲ့အရာပါတယ်ပေါ့နော်ကိုတနာတာကျတော့ဒီ solution ကိုဆက်ပြီးစဉ်းစားတဲ့အပိုင်းမပါတော့ဘူးကိုတနာတာနဲ့ပဲအဲ့ဒီမှာပြီးသွားပြီပေါ့နော်သူကအဲ့ဒီ drama circle လေးထဲမှာပဲနေပြီးတော့ပြီးသွားတယ် self compassion ဆိုတာကကျတော့အဲ့လိုမဟုတ်ဘူးကိုဝမ်းနေတယ်ဆိုရင်လည်းအဲ့ဒီဝမ်းနေတဲ့အရာကိုငါဒီဆုံးချုံမှုကြောင့်ငါဒီလိုအဆင်မပြေဖြစ်သွားလို့စိတ်ထဲမှာဒီလိုကတိကောင်းလေးဖြစ်သွားတာပဲဆိုပြီးတော့ကိုဂရုဏာထားလိုက်တယ်ပြီးတော့ငါဒါကိုအဆင်ပြေအောင်ဘယ်လိုလုပ်မလဲဆိုတော့ solution ပါတယ်ပေါ့နော်ဒါက self pity နဲ့ self compassion အဓိကကွာခြားစေတဲ့အချက်ပေါ့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့တွေဒီ self compassion မှာတဲ့ဘာပါလဲဆိုတော့ကိုတယောက်တည်းမဟုတ်ဘူးဆိုတော့စိတ်ထားပေါ့နော်ကိုလိုပဲအဲ့လိုမျိုးတခုခုအဆင်မပြေဘူးဆိုလို့ရှိရင်လည်းကိုလိုအဆင်မပြေတဲ့သူတွေလည်းအများကြီးရှိမှာပါပဲပေါ့နော်ဒါမျိုးတွေးတတ်တာပေါ့အင်္ဂလိပ်လိုဆိုရင်တော့ common humanity လို့ခေါ်တယ်ပေါ့နော်ဒီ suffering ဖြစ်တာငါတယောက်တည်းမဟုတ်ပါလားပေါ့နော်ဒီအမားတွေလောက်တတ်တာငါတယောက်တည်းမဟုတ်ပါလားတခြားသောသူတွေလည်းဒီအမားလောက်တတ်ကြတာပဲပေါ့နော်လူဆိုတာအမားနဲ့မကင်းဘူးစသဖြင့်အဲ့လိုတွေးတာကလည်းကျွန်တော်တို့ self compassion နဲ့မှာပါတယ်မဟုတ်လို့ရှိရင်ကျတော့အဲ့ဒါရဲ့စံချက်ဘက်က isolation ပေါ့တခုခုအဆင်မပြေတာကြုံလို့ရှိရင်ငါးကြမှာဖြစ်ရလေခြင်းပေါ့နော်ဘာလို့တခြားသူတွေအဆင်ပြေနေတဲ့အချိန်မှာငါးကြမှာခက်ခဲနေရလဲပေါ့စဉ်းစားကြည့်ပေါ့နော်အဲ့လိုမျိုးတွေးလိုက်တဲ့အတွေးနောက်မှာကျွန်တော်တို့တွေကကိုယ့်အတွက်အကျိုးဖြစ်စေမလားအကျိုးမဖြစ်စေဘူးလားပေါ့နော်တေးကြတာတော့ကိုယ့်စိတ်ကိုအားငယ်သွားစေတာကတော့အမှန်ပဲသူများတွေကအားလုံးအဆင်ပြေနေတယ်ကွာကိုတယောက်တည်းပဲအဲ့လိုမျိုးအဆင်မပြေဖြစ်နေတာဆိုတော့အဲ့လိုတွေးလိုက်တဲ့အတွေးက isolation အနေနဲ့တွေးလိုက်တဲ့အတွေးကကျွန်တော်တို့ပို့ပြီးတော့စိတ်အားငယ်သွားစေတယ်စိတ်အားတွေလျော့သွားစေတယ်ပေါ့နော်အဲ့ဒီက solution ကိုဆက်ပြီးတော့ရှာဖို့လဲအားမရှိတော့ဘူးအဲ့ဒီချိန်မှာဘယ်လိုတွေးရလဲဆိုတော့ငါတယောက်တည်းလားပေါ့နော်ငါတယောက်တည်းမဟုတ်ဘူးဒီလိုမျိုးအဆင်မပြေဖြစ်တာလူတော်တော်များများကြုံရတယ်ပေါ့နော်ဖြစ်လေဖြစ်တာရှိတာပဲဆိုတော့ငါလူတိုင်းအဲ့လိုမျိုးဒါကြုံဘူးကြတယ်ဆိုတော့ solution ကလည်းရှိမှာပဲပေါ့နော်အဲ့တော့ငါအဲ့ဒီ solution လေးကိုရအောင်ရှာကြည့်မယ်ဆိုတာမျိုးပေါ့အဲ့လိုမျိုးရှာကြည့်လို့ရှိရင်ကျွန်တော်တို့တွေကဒါ self compassion ရဲ့တစ်စိတ်တစ်ပိုင်းပဲပေါ့နော်ကိုတယောက်တည်းမဟုတ်ဘူးဥပမာတခုပြောရလို့ရှိရင်ကျွန်တော်တို့ဘိုက်စားတယ်ပဲဆိုတော့ဘိုက်စားတယ်ဆိုလို့ရှိရင်ကိုတယောက်တည်းဖြစ်တဲ့အရာပဲမဟုတ်ဘူးပေါ့နော်ဒီဒုက္ခကလူအများလူတိုင်းမှာပဲလူတိုင်းဒီခန္ဓာကိုယ်ကြီးရှိလို့ရှိရင်ဒါဘိုက်စားတဲ့ပြဿနာတော့ဖြစ်တာပဲပေါ့နော်အဲ့လိုပဲကျွန်တော်တခြားသောဘဝရဲ့အစိတ်ပိုင်းတွေမှာလည်းအတူတူပဲကိုရီကဒီလိုမျိုးအရာလုပ်လို့ရှိရင်တော့ဒီလိုမျိုးအခက်အခဲတွေကတော့ကြုံမှာပဲဆိုတာကဘဝရဲ့နေရာတိုင်းမှာရှိတယ်လေဟုတ်တယ်မလားဘဝရလာပြီးမှတော့ကျွန်တော်တွေကအခက်အခဲတွေပြဿနာတွေဆိုတာကအများအားဖြည့်ရှင်းသွားနေရမယ့်အရာတွေဖြစ်တဲ့အတွက်ကိုတယောက်တည်းမဟုတ်ဘူးဆိုတော့စိတ်ပေါ့နော်အဲ့ဒီစိတ်ကလေးထားဖို့လေလိုအပ်တယ်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ mindfulness ပေါ့နော် self compassion မှာ mindfulness နဲ့ over identification ပေါ့ mindfulness ဆိုတာကကျွန်တော်တို့ဖြစ်ပေါ်နေတဲ့ခံစားချက်တွေကိုဖြစ်နေတဲ့အတိုင်းသတိလေးနဲ့သိတာပေါ့အဲ့ဒါရဲ့စံချက်ဘက်ကကျတော့ over identification လို့ခေါ်တယ်ကျွန်တော်တို့ကအစမပြေမှုတွေနဲ့ကြုံတဲ့အခါမှာအဲ့လိုမျိုးအခက်အခဲတွေနဲ့ကြုံတဲ့အခါမှာဒီကိုယ့်အတွက်ခံစားလို့မကောင်းတဲ့ပေါ့နော် unpleasant emotion တွေခံစားလို့မကောင်းတဲ့စိတ်ခံစားချက်တွေနဲ့ကျွန်တော်တို့ကြုံရမှာအသေးချာပဲအဲ့ဒီအခါမှာကျွန်တော်တို့အစွန်းနှစ်ဖက်ကို balance ဖြစ်အောင်နေတတ်ဖို့လိုတယ်ပေါ့နော်ပထမအစွန်းကဘာလဲဆိုတော့ emotion တွေကိုကျွန်တော်တို့ကမဖြစ်ဘူးပေါ့နော်ငါကဝမ်းနေတဲ့သူမဟုတ်ဘူးငါကဒီလောက်လေ easy ပဲပေါ့နော်ဘာမှမဖြစ်ပါဘူးဆိုပြီးတော့ကျွန်တော်တို့ suppress လုပ်မထားဖို့အဲ့ဒီအစွန်းလည်းမရောက်ဖို့လိုတယ်ပေါ့နော်အဲ့ဒီခါကျရင်လည်းကျွန်တော်တို့စိတ်ချမ်းသာရေးအတွက်မကောင်းဘူးဒုတိယအစွန်းကကျတော့ကျွန်တော်တို့ suppress တော့မလုပ်ဘူးအဲ့ဒီ emotion တွေကိုကျွန်တော်တို့ကပြောရရင် over identification လုပ်တယ်ဆိုတာလိုတာတဲ့ပို့ပြီးတော့ share လိုက်တာပြတည်ရမလားဖြစ်တာကနည်းနည်းပဲဒါပေမဲ့ကျွန်တော်တို့ကစိတ်ကူးထဲမှာအဲ့လိုမျိုးကိုယ့်ကိုယ်အရန်တနာစရာကောင်းပြီးတော့လုံးဝသိရမလားဘယ်လိုပြောမလဲဇက်ကားတွေထဲမှာဆိုရင်ကွာအရန်ဇက်နာနေတဲ့ဇက်ကောင်လေးတစ်ခုလိုမျိုးအဲ့လိုမျိုးတွေးပြီးတော့မှကိုယ့်ကိုယ်အဲ့လို depression ဝင်နေတာပဲဖြစ်ဖြစ်
ဒါမျိုးတွေဖြစ်တာပေါ့နော်အဲ့ဒီအစွန်းကိုလည်းကျွန်တော်တို့ရှောင်တတ်ဖို့လိုတယ်ဆိုတော့အဲ့အစွန်းနှစ်ဖက်ကြားမှာကျွန်တော်တို့ balance ဖြစ်အောင်နေတတ်ဖို့လိုတယ် emotion တွေကို suppress လည်းမလုပ်ဘူးလိုရာထက်လည်းပို့ပြီးတော့ကျွန်တော်တို့ချဲ့ပြီးတော့လည်းမမြင်ဘူးပေါ့နော်ပြောရင်ဒါအရှိကိုအရှိတိုင်းကျွန်တော်တို့မြင်တတ်ဖို့လိုတယ်ဥပမာ1နဲ့ဆိုရင်လည်း1နဲ့ခံစားချက်ကိုကျွန်တော်တို့သိအောင်လေးပဲသိလိုက်ရပြီပေါ့နော်ဒါကိုအတိမတ်ပြုလိုက် okay ဒီအရှိနေမှာငါစိတ်မှာတော့1နဲ့သွားတယ်ဒီအရှိနေမှာငါစိတ်မှာတော့ anxiety ဖြစ်သွားတယ်ပေါ့နော်စိုးရိမ်ဒုက္ခဖြစ်သွားတယ်စိတ်ပူသွားတယ်အဲ့ဒါလေးကိုကျွန်တော်တို့သိလိုက်ရုံပဲသိပြီးသွားလို့ရှိရင်okay ဒါကတော့လူဖြစ်တဲ့အတွက် emotion တွေဆိုတာတော့ကြုံပါပဲဒီတော့ငါကြုံတာတော့ကြုံတာပဲပေါ့နော်ဒါငါအတိမတ်လည်းပြုတယ်လက်ခံတယ်ပြီးတော့ငါပိုကောင်းအောင်ဘယ်လိုဆက်လုပ်မလဲပေါ့နော်ဒါမျိုးလေးကျွန်တော်တို့ဆက်တွေးဖို့လိုတယ် solution ကိုဘယ်လိုဆက်ရှာမလဲဆိုပြီးတော့ဆက်တွေးဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်ရှေ့ဆုံးမှာပြောခဲ့သလိုပဲ self compassion ဆိုတာကျွန်တော်တို့ရဲ့အချစ်ဆုံးတငယ်ချင်းတယောက်ကိုဘယ်လိုမျိုးဆက်ဆံမလဲဆိုတဲ့ပုံစံနဲ့ကျွန်တော်တို့ပြန်ပြီးတော့ဆက်ဆံတာပေါ့နော်ကျွန်တော်တို့တွေစဉ်းစားကြည့်ဗျာကိုအချစ်ဆုံးတငယ်ချင်းတယောက်ကအဲ့လိုမျိုးဒီလိုမျိုးကျွန်တော်တို့အခုကြုံနေရတဲ့အခက်အခဲကိုသူကြုံလို့ရှိရင်ကျွန်တော်တို့အနေနဲ့သူ့ကိုဘယ်လိုမျိုးသွားပြီးတော့ဆက်ဆံမလဲပေါ့နော်မင်းအတုံးကအဲ့လိုမျိုးမလုပ်ခဲ့လို့မင်းအခုဖြစ်တာပဲမင်းခံပေါ့အဲ့လိုမျိုးပြောလာပေါ့နော်ဒါမှမဟုတ်တငယ်ချင်းရဒါတော့ဖြစ်လေဖြစ်တာရှိပါတယ်ပေါ့နော်မင်းလည်းအတုံးကအရှင်နေကြောင့်မလို့ဒီလိုမျိုးဆုံးဖြတ်ခဲ့တာပဲအခုချိန်မှာငါတို့အတူတူ solution ရှာကြည့်ကြတာပေါ့နော်ဒါမျိုးအားပေးမလားပေါ့နော်စသဖြင့်အဲ့ဒီကိုယ့်ရဲ့အချစ်ဆုံးတငယ်ချင်းကိုဘယ်လိုဆက်ဆံမလဲဆိုတဲ့နေရာလေးကနေတွေးကြည့်လိုက်ပေါ့နော်အဲ့လိုတွေးကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လည်းself compassion ပို့ပြီးတော့ထားနိုင်လာပါလိမ့်မယ်စလှုပ်ရှင်မှာတော့တိတ်ပြီးတော့လွယ်မှာတော့မဟုတ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တွေကအကျင့်ပါနေတာဟုတ်တယ်မလားအစင်မပြေဘူးနဲ့ကြုံတဲ့အခါဒီလိုအခက်အခဲတွေနဲ့ကြုံတဲ့အခါမှာကျွန်တော်တို့ကကိုယ့်အပြစ်တင်တဲ့အဲ့ဒီအကျင့်ကပါနေတဲ့အခါမှာကိုယ့်ကိုဂယုဏထားချက်ချင်းဂယုဏထားနိုင်ဖို့ဆိုတာလွယ်မှာတော့မဟုတ်ဘူးကျွန်တော်တို့ရဲ့အုံနောက်မှာလဲပေါ့နော်ကျွန်တော်တို့အတွေးတစ်ခုကိုတွေးတဲ့အခါမှာ neural network တွေဆိုတာဖြစ်သွားတယ်အဲ့ဒါတွေကအဲ့လိုမျိုး rewire ဖြစ်နေတယ်ပေါ့နော်အုံနောက်ထဲမှာအဲ့ဒီဟာကိုကျွန်တော်တို့ကပြန်ပြီးတော့ self compassion လုပ်တဲ့နည်းနဲ့အစားထိုးဖို့လိုတယ်ဆိုတော့လေ့ကျင့်မှုတော့လိုအပ်တယ်ပေါ့နော်စချင်းမှာတော့ကျွန်တော်တို့လွယ်မှာတော့မဟုတ်ဘူးကိုအဲ့လိုမျိုးအစမပြေရနဲ့ကြုံသွားလို့ရှိရင်ကိုအဲ့လိုမျိုးအပြစ်ပြန်တင်တာကို blame လုပ်တာတွေကရှိအောင်ပါပဲအဲ့ရှိတဲ့အခါမှာလည်းကျွန်တော်တို့ကတတိထားပြီးတော့မှokay ငါဒါအကျင့်ပါနေလို့လုံးမိနေတာပဲဆိုပြီးတော့အဲ့လိုမျိုးကိုအပြစ်တင်တဲ့စိတ်ကိုပြန်ပြီးတော့အပြစ်မတင်တတ်ဖို့လည်းလိုအပ်တယ်ပေါ့နော်အဲ့လိုမျိုးတတိထားမိလို့ရှိရင်အဲ့ဒီဟာလေးကို aware ဖြစ်လိုက်တတိပြုလိုက်ပြီးတော့လက်ခံလိုက်ပေါ့နော်ဒါငါအကျင့်ပါနေလို့ဒီလိုတွေးမိနေတာပေါ့နော်အဲ့တော့ငါဒီစိတ်ကလေးကိုတတိနဲ့ကြည့်ပြီးတော့မြင်သွားပြီဆိုလို့ရှိရင်အဲ့ဒီစိတ်နေရာမှာငါကိုဂယုဏထားတဲ့စိတ်ကိုအစားထိုးနိုင်ပြီဆိုပြီးတော့ဝမ်းသာလိုက်ပြီးတော့ဒီဂယုဏထားတဲ့စိတ်ကလေးကိုပြန်ထားပါတော့နောက်တစ်ခုကတော့ကျွန်တော် reminder လေးလည်းလုပ်လို့ရတယ်အခုအချိန်မှာဒါပေါ့နော်ငါရဲ့အကောင်းဆုံးတငယ်ချင်းတယောက်ကိုဆိုရင်ငါဘယ်လိုဆက်ဆံမလဲပေါ့နော်အဲ့လိုမျိုး reminder sticky note လေးနဲ့ဖြစ်အဲ့လိုမျိုးဖုန်းထဲမှာပဲဖြစ်ကျွန်တော်တို့တွေဒီလို reminder လေးတွေရေးထားလို့ရတယ်ပေါ့နော်နိုင်ရမှာပဲဖြစ်အခုချိန်မှာငါတငယ်ချင်းအကောင်းဆုံးတငယ်ချင်းကိုသာဆိုရင်ငါဘယ်လိုမျိုးဆက်ဆံမလဲဆိုတော့မေခွန်းလေးကိုပေါ့နော်ကိုမကြာခဏပြန်မေးခြင်းအပြင်လဲကျွန်တော်တို့ self compassion လုပ်ဖို့အတွက်ကိုဂယုဏစိတ်ထားဖို့အတွက်ပြောရရင်တတိယစီတယ်ပေါ့နော် remind ဖြစ်စေတယ်ဆိုတော့ဒီနည်းလေးအပြင်ကျွန်တော်တို့ကို self compassion လုပ်လို့ရပါတယ်ဂယုဏစိတ်ထားတာကိုလေ့ကျင့်လို့ရပါတယ်ကျွန်တော်ခုနကပြောခဲ့သလိုပဲနားထောင်ရတော့လွယ်တယ်ပေါ့နော်ဒါပေမဲ့တကယ်ကျွန်တော်တို့အစင်မပြေတာတွေနဲ့ကြုံတဲ့အခါမှာတိတ်ပြီးတော့လွယ်မှာတော့မဟုတ်ဘူးတတိထားဖို့လိုတယ် mindfulness အရန်အရေးကြီးတယ်ပေါ့နော် self awareness အရန်အရေးကြီးပါတယ်အဲ့လိုမျိုးတတိထားပြီးတော့မှကိုကို blame လုပ်မိနေတယ်ဆိုရင်လည်း okay ဒါငါအကျင့်ပါနေလို့လုံးမိနေတာပဲနောက်တစ်ခါငါပိုကောင်းအောင်လုပ်မယ်ဆိုတဲ့စိတ်ကလေးနဲ့ကျွန်တော်တို့တွေလေ့ကျင့်မယ်ဆိုလို့ရှိရင်တော့နောက်ပိုင်းအဆင်မပြေတာတွေကြုံတဲ့အခါမှာကိုအပြစ်တင်မဲ့အစားပေါ့နော် blame လုပ်ပြီးတော့ကိုယ့်ရဲ့ energy တွေကိုပို့ပြီးတော့ drain ဖြစ်အောင်လုပ်မဲ့အစားကိုဂယုဏစိတ်မွေးနိုင်ခြင်းအပြင်ကိုယ်တိုင်ကကိုယ့်ရဲ့အဖော်ကောင်းပေါ့နော်ကိုယ်တိုင်ကကိုယ့်ရဲ့အကောင်းဆုံးတငယ်ချင်းဖြစ်လာပါလိမ့်မယ်ကိုယ့်ရဲ့စိတ်ကကိုယ့်ရဲ့အကောင်းဆုံးတငယ်ချင်းဖြစ်လာပါလိမ့်မယ်အဲ့ဒါအရင်အရေးကြီးတယ်သိရမလား
ကျွန်တော်တို့အပြင်မှာအဆင်မပြေမှုတွေကတော့အဲ့လိုမျိုးကြုံပါပဲဗျာကျွန်တော်တို့အပြင်မှာ land track 6တယ်ဆိုရင်တော့အဲ့လိုအမိုက်တွေဆိုတာတော့အများအားကြုံပါပဲဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာအမိုက်တွေဖြစ်မနေဖို့လိုတယ်ပေါ့နော်ကိုယ့်ရဲ့စိတ်ကကိုယ့်ရဲ့ရန်သူဖြစ်မနေဖို့လိုအပ်တယ်ဆိုတော့ကိုယ့်ရဲ့စိတ်ကိုအဲ့လိုမျိုးဂရုဏာစိတ်လေးဖြစ်အောင်ကျွန်တော်တို့တွေကအလေးချင်းလုံနိုင်ခြင်းအပြင်ကိုယ့်ရဲ့စိတ်ကကိုယ့်ရဲ့ရန်သူမဟုတ်တော့ဘဲနဲ့အကောင်းဆုံးတငယ်ချင်းအကောင်းဆုံးမိတ်ဆွေဖြစ်လာပြီဆိုလို့ရှိရင်အပြင်မှာဘလောက်ပဲကျွန်တော်တို့တွေကအစင်မပြေမှုတွေအခက်အခဲတွေနဲ့ကြုံရပေါ့နော်ကိုယ့်ရဲ့စိတ်ကကိုယ့်ရဲ့မိတ်ဆွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့စိတ်မှာအဲ့လိုပူလောင်မှုတွေဖြစ်တယ်ဆိုရင်လည်းခဏပဲအကြာကြီးဖြစ်မှာမဟုတ်တော့ဘူးပေါ့နော်ကိုယ့်ရဲ့စိတ်နဲ့ကိုနေရတာတက်တောင့်တတာပို့ပြီးတော့ဖြစ်လာလိမ့်မယ်ကျွန်တော်တို့အလုပ်တွေလုပ်တဲ့အခါမှာလည်းပို့ပြီးတော့မှenergy တွေ drain မဖြစ်တော့ဘဲနဲ့ပို့ပြီးတော့လုံနိုင်လာလိမ့်မယ်ပေါ့နော်ဒါကတော့ self compassion ကိုယ့်ကိုယ်ဂရုဏာစိတ်ထားခြင်းကနေပြီးတော့ရနိုင်တဲ့အကျိုးကျေးဇူးလေးတွေကိုပြပြပေးတာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ podcast လေးကနေပြီးတော့တခုခုရသွားလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်အကယ်၍အခုနားထောင်နေတဲ့သူကစိတ်ဖိစီးမှုကိုဘယ်လိုလျှော့ချရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုလေးရဲ့အဆုံးမှာ podcast လေးတစ်ပုဒ်ကိုချပေးထားပါတယ်အဲဒီ podcast လေးမှာသွားပြီးတော့နားထောင်နိုင်ပါတယ်ဗျအားလုံးပဲအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့တွေနောက်တဲ့ podcast တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ bye bye မှာ